ဒီနေ့ချစ်စွေကြီးကလေလုပ်ငန်းလုပ်နေနဲ့အစင်မပြေတဲ့ညီလေးညီမလေးတွေရှိရေလုပ်ငန်းဆောင်တာတွေကြားထဲမှာစိတ်ဖိအားတွေကြောင့်မွန်းကျက်ပြီးတော့ဘဝကိုထွက်ပေါက်ဘလို့ရှားပါမလဲလို့ထွက်ပေါက်ဘူးတွေပိတ်ဆို့လောက်အောင်စိတ်ညစ်နေရတဲ့ညီလေးညီမလေးတွေရှိလို့ရှိသူတို့ရဲ့အတွက်ချစ်စွေကြီးကဒီကနေ့တော့မော်ရီပေးတဲ့အနေနဲ့ဒီကနေ့ဇလန်းလေးတစ်ပုတ်ပြော့ပြအောင်ပဲကွာချစ်စွေဖတ်ခဲ့ဘူးတဲ့အထက်ကနေပြီးဟိုတုန်းကအမတန်ဆင်းရဲတဲ့မိသားစုတစုရှိတာပေါ့ကွာမိမလောက်တဲ့လူကယောက်ျားကိုပြောတယ်ယောက်ျားတဲ့တို့တွေမြန်ဆင်းရဲလိုက်တာတို့သားလေးကိုမြင်းလေးတစ်ကောင်တော့ဝဲမပေးနိုင်ဘူးရွာထဲမှာအသီးသီးသောလူတွေဟာသူ့အရွယ်လူတွေအကုန်လုံးမြင်းနေနေပြီပဲတဲ့ငါသားလေးမြင်းလေးတစ်ကောင်လောက်တောင်မှတို့တွေဝဲမပေးနိုင်ဘူးလို့ပြောတဲ့အခါကျတော့သူ့မိယောက်ျားကသူ့မိမကိုဘာပြန်ပြောလဲဆိုတော့မိမရဲ့အစင်မပြေဘူးဆိုတာအခိုက်အတန့်ခဏတပါပဲအားလုံးဟာကောင်းဖို့ဖြစ်လာတယ်လို့ပါမင်းနားလည်ထားပေးပါလို့ပြောလိုက်တယ်အဲ့ဒီမှာမကြပါဘူးသူတို့အိမ်သားကအတော်ကြီးတယောက်ဟာသူကလည်းမြင်းမွေးထားတော့သူမြင်းမကြီးကသေးသွားတော့သူလည်းစိတ်ညစ်သွားတာနဲ့တူပါတယ်ပေါက်လာတဲ့မြင်းသေးသေးလေးတွေကိုမကြည့်ရှုတော့ဘဲနဲ့သူတို့ကိုခေါ်ပေးတယ်ရောနင်တို့ဒီမြင်းလေးဒါနင်တို့ယူတော့လို့ပေးလဲပြီးတော့သူမိမကလည်းပြောသူသားလေးကလည်းပြောနေတာပေါ့ဒီမြင်းလေးသူတို့လိုချင်တဲ့မြင်းလေးတစ်ကောင်ရတော့အဲ့ဒီချိန်မှာသူတို့ကမြင်းလေးကိုတခါတည်းအသေးအတန်ပြုသူစောင့်ရှောက်ကြတာပေါ့ဒါပေမဲ့မြင်းလေးကလည်းမသေးဘဲနဲ့အရွယ်ရောက်လာတယ်အဲ့ဒီချိန်မှာပဲမြင်းလေးကခြံထဲကနေခုံးပေါက်ပြီးတော့ထွက်ပြေးရနေပြီးတော့တခါတည်းပြန်မလာတော့ပြန်မလာတဲ့ခါကျတော့မိမကတာဝန်ငိုတော့တာပေါ့လှုပ်ပေါအောင်ယောက်ျားရဲ့တို့တွေတော့မြင်းလေးရနေတာမပြောလို့မဆုံးသေးအခုတော့ပျောက်သွားပြီဆိုတော့သူယောက်ျားဘာပြောလဲဆိုတော့ပြောနေကြအတိုင်းပဲအစင်မပြေမှုတွေကအချိန်ခဏတာအတွင်းပါပဲတဲ့အာရအားလုံးကကောင်းဖို့ဖြစ်လာတယ်လို့သာမင်းတို့မှတ်ထားလိုက်ပါလို့ပြောလိုက်တာတိတ်မကြပါဘူးတခါတည်းသူတို့ပျောက်သွားတဲ့မြင်းလေးကမြင်းရိုင်းနေတယ်တခါတည်းအိမ်ကိုပြန်လာတာနောက်ကလည်းမြင်း5 6ကောင်ပါလာတဲ့အဲ့ချိန်မှာသူတို့သားမိတွေအကုန်လုံးပျော်ကြတာပေါ့အမလေးတို့တွေတော့ကန်ဆိုးပြီလို့ထင်ရတာအခုတော့တို့မြင်းလေးကမြင်းအရိုင်းနေပါတော့မှပြန်ပါလာပါဘကောလားဆိုတခါတည်းမြင်းတွေကိုခြံထဲကိုထက်တခါခြံအကျယ်ကြီးထက်လို့လည်းပြီးတော့မြင်းတွေကိုခြံထဲမှာမွေးထားတာပေါ့ဒါပေမဲ့သားလေးကလည်းစီးကျင်စိတ်ကလည်းရှိတော့မြင်းတွေရင်ပြီးအထင်းနဲ့မြင်းပေါ်ကိုမြင်းရိုင်းပေါ်ကိုတက်စီးလိုက်တာတခါတည်းမြင်းပေါ်ကိုမြင်းကခုံးပေါက်လုပ်လိုက်တာမြင်းပေါ်ကနေထွက်ကြပြီးခြေထောက်ကျိုးပါလေရောခြေထောက်ကျိုးတဲ့အခါကျတော့တခါတည်းမိမကလည်းငိုးပြီးတော့ယောက်ျားကိုပြောပြန်တယ်ယောက်ျားရဲ့လှုပ်ပါအောင်တို့သားလေးတော့ခြေထောက်ကျိုးတော့ဒုက္ခိတတော့ဖြစ်သွားပြီပေါ့အဲ့တော့တို့တွေတော့လူစီမမီတဲ့သားလေးတော့တို့တော့ရတာကန်တို့တော့ကန်ဆိုးပြီးနဲ့တူတယ်လို့ပြောတော့မိမကို तू ကလည်းပြောနေကြအတိုင်းပဲဘာမှစိတ်မညစ်ပါနဲ့မိမရဲ့အစင်မပြေမှုတွေဆိုတာအခိုက်အတန့်တစ်ခုပါပဲအရာအလုံးကကောင်းဖို့ဖြစ်လာတာလို့သာမင်းတွက်ထားလိုက်ပါလို့ဒီစကားပဲ तू ကထပ်ပြောတယ်မိမလည်းနားမလဲပေးမဲ့ယောက်ျားပြောတဲ့စကားဆိုတော့လေဒီလိုပဲသိခံပြီးနားထောင်နေတဲ့အနေနဲ့ပဲငြိမ့်နေလိုက်တယ်ပေါ့မကြပါဘူးသူတို့တိုင်းပြည်မှာစစ်ဖြစ်တဲ့အခါကျတော့ယောက်ျားမှန်လို့ရှိရင်စစ်ထဲကိုဝင်ရမယ်မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးကြေလဲကြေညာလိုက်တော့ရွာထဲမှာရှိတဲ့အရွယ်ရောက်ပြီးသားယောက်ျားတိုင်းအကုန်လုံးစစ်မှုထမ်းတဲ့အထဲကိုပါသွားတယ်ဒါပေမဲ့သူတို့သားလေးကတော့ခြေထောက်နှစ်ဖက်သလုံးမတန်တဲ့အတွက်စစ်ထဲကိုမလိုက်ရဘူးတဲ့အိမ်မှာကြမ်းခဲ့တဲ့အခါကျသူတို့တွေကလည်းပျော်ကြတော့တာပေါ့အဲ့တော့ရွာထဲမှာယောက်ျားတွေအကုန်လုံးစစ်ထဲကိုပါသွားပြီဆိုတော့အမျိုးသမီးတွေပဲကြမ်းခဲ့တော့သူတို့သားလေးကမျိုးတိုင်းကြိုက်တဲ့နှင်းစီကိုင်းမိမတွေဝိုင်းဝိုင်းလဲနေတဲ့သားလေးဖြစ်နေတော့တာပေါ့ဒါကတော့ညီလေးတွေကိုအခက်အခဲတွေကနေယုံထားဖို့ခွန်အားတွေရရှိဖို့အတွက်ကိုချစ်စွေကြီးကပေးတဲ့ motivation ဇလန်းလေးတစ်ပုဒ်ပါပဲမင်းတို့ကပြောမှာပေါ့ချစ်စွေကြီးရောဒုက္ခတွေနဲ့ကြုံဘူးလို့လားလို့ချစ်စွေကြီးလည်းဒုက္ခတွေနဲ့ကြုံဘူးတာပေါ့လဲကြတိုင်းသာပြန်မထားဘူးဆိုလို့ရှိရင်ချစ်စွေကြီးတို့မြေကြီးမှာအိပ်ရလောက်ပြီးအားရမှောက်နေရမှာပေါ့ချစ်စွေကြီးဟိုတုန်းကဆိုရင်ဒုက္ခတွေနဲ့ကြက်တက်နေတဲ့အချိန်မှာအမေရဲ့လဲကိုထွန်ခင်းလုပ်ဖို့ဆိုပြီးတော့လဲကိုဝပြီးတော့မီးတိုးလိုက်တာလဲ10ဧကလောက်ဘေးကလဲ10ဧကလောက်ပါမီးလောင်သွားလို့ချစ်စွေကြီးလဲ10ဧကလောက်ကိုအခက်အခဲတွေကြားထဲကနေရောပေးခဲ့ဘူးတဲ့ဒုက္ခတွေနဲ့လည်းကြုံခဲ့ရတယ်ချစ်စွေကြီးမှာကျွေးပေါက်မြောင်များစွာတင်းနေတဲ့အချိန်မှာလုပ်ငန်းထူထောင်နေတဲ့အချိန်မှာချစ်စွေကြီးရဲ့15ဧကကျယ်ဝန်းတဲ့ကန်ကြီးအကုန်လုံးရေနစ်မြုပ်သွားလိုက်တာငါးတွေပါရှိတဲ့ဟာတွေအကုန်လုံးထွက်သွားတာချစ်စွေကြီးဘဝပြတ်မတတ်ဒုက္ခတွေရောက်ခဲ့တာပေါ့ဒါပေမဲ့ညတော့လေချစ်စွေကြီးလဲတိုင်းလဲတာကိုစိတ်ခွန်အားတွေနဲ့ပြန်ထားခဲ့လို့ယနေ့အချိန်ထိမင်းတို့ရဲ့ရှေ့မှာချစ်စွေကြီးရှိနေတာပဲဖြစ်တာပေါ့အဲ့တော့ဒုက္ခဆိုတာတို့တွေမှာပဲကျုံနေတာမဟုတ်ဘူးလောကမှာလူရဲလို့ဖြစ်လာလို့ရှိရင်30ဘုံမှာဒီဘုံကဒုက္ခနဲ့ဒုက္ခရောနေတဲ့ဘုံဖြစ်တဲ့အတွက်ဒုက္ခကြီးပဲမခံစားရတယ်လို့ဒုက္ခကြီးပဲလေတို့တွေမျောလင့်နေလို့မရဘူးဒုက္ခတွေကိုလည်းခံစားသလိုဒုက္ခတွေနဲ့တွေ့လာရင်လည်းရင်ဆိုင်ဖို့အတွက်အရာအလုံးကအကန့်အသတ်တစ်ခုရှိတယ်ဘာဟာတွေပဲဖြစ်လာလားကောင်းဖို့အတွက်ဖြစ်လာတာပဲလို့တွေးပြီးတော့ပြန်ထပါလဲနေတဲ့အချိန်တွေကိုအချိန်ကြာစိတ်သက်ကြတာတွေကိုအချိန်ကြာမွေးမြူမထားပါနဲ့ကိုယ့်ဘဝမှာလူတိုင်းအခက်အခဲတွေကြုံတတ်ကြပါတယ်ဒါကြောင့်မို့လို့အခက်အခဲတွေနဲ့ကြုံလာတိုင်းတို့တွေဒါတွေဟာတို့အတွက်ကောင်းဖို့ဖြစ်လာတာပါလားလို့တွေးပြီးတော့ရှေ့ဘဝကိုရှေ့ဆက်ပါလို့ချစ်စွေကြီးကကိုယ့်ရဲ့ညီလေးညီမလေးတွေကို motivation ပေးပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ကွာ